ဥရောပတိုက်ကတချို့နိုင်ငံတွေမှာသူတို့မှာတရားဝင်မဟုတ်ပေမဲ့နျူကလ িয়ার လက်နက်တွေရှိကြပါတယ်။အင်္ဂလန်နဲ့ပြင်သစ်နိုင်ငံမှာတရားဝင်နျူကလ িয়ার လက်နက်ရှိကြတာကိုတော့လူတိုင်းသိကြပါတယ်။ဒါပေမဲ့ဘယ်ဂျီယံ၊ဂျာမနီ၊အီတလီ၊နယ်သာလန်နဲ့တူရကီနိုင်ငံတွေမှာလည်းရှိတာကိုတော့လူသိနေကြပါတယ်။ဒါကနေတိုးအဖွဲ့ဝင်နိုင်ငံတွေနဲ့အမေရိကန်ကြားကနျူကလ িয়ার မျှဝေသုံးစွဲရေးစာချုပ်ကြောင့်ဖြစ်ပါတယ်။အခုပြောပြပေးတဲ့နိုင်ငံတွေမှာအဝေးကိုပစ်ခတ်နိုင်တဲ့နျူကလ িয়ার လက်နက်20ကျော်စီရှိကြပြီးတော့လေယာဉ်ပေါ်ကပစ်ချနိုင်တဲ့နျူဘုံးရေကတော့100ကျော်ရှိပါတယ်။ဒါပေမဲ့ဒီလက်နက်တွေအားလုံးကိုအမေရိကန်ရဲ့ခွင့်ပြုချက်မရဘဲနဲ့ကတော့ပစ်လို့မရပါဘူး။ဒီစနစ်ကိုအားကျပြီးတော့ရုရှားနိုင်ငံသမ္မတဗလာဒီမာပူတင်ကဘယ်လာရုစ်နိုင်ငံမှာနျူကလ িয়ার လက်နက်130ကျော်တောင်မှထားရှိထားပါတယ်။ဒီကိစ္စက2023မှာဘယ်လာရုစ်နိုင်ငံသမ္မတအလက်ဇန်ဒါလူကာရှန်ကိုနဲ့သဘောတူညီမှုရရှိပြီးတော့လှုပ်ထားတာဖြစ်ပါတယ်။ဘယ်လာရုစ်နိုင်ငံနဲ့ရုရှားနိုင်ငံဆိုတာနှစ်အိမ်တစ်အိမ်ဖြစ်နေတာကိုပဲယဉ်ကျေးမှုတွေရှိကြပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်နျူလက်နက်ရှိတဲ့နိုင်ငံတွေကတော့တနည်းအားဖြင့်ကောင်းတယ်လို့ပဲမြင်ပါတယ်။ဒါပေမဲ့ဘယ်လာရုစ်နိုင်ငံကလည်းရုရှားနိုင်ငံကခွင့်ပြုချက်မရလို့ရှိရင်ကိုယ်တိုင်မူပိုင်တော့ပြစ်ခွင့်မရပါဘူး။ဒီအကြောင်းအရာလေးကတော့နျူလက်နက်အပြည့်အဝမပိုင်ဆိုင်တော့မှတစ်ဖက်တစ်လမ်းကပတ်သက်ခွင့်ရှိနေတဲ့အတွက်ကြောင့်မလို့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။ရုရှားနိုင်ငံနဲ့ယဉ်ကျေးမှုအများကြီးရှိတဲ့မြန်မာနိုင်ငံအနေနဲ့အနာဂတ်မှာဒီလိုမျိုးဖြစ်လာနိုင်သလားဆိုတာကိုတော့ comment မှာဝင်ရောက်ခန့်မှန်းပေးသွားကြပါဦးဗျ။